ဒီတန်တရားမှာကံမကုံလို့ပြန်ဆုံတွေ့ရမယ်ဆိုရင်တော့ဘယ်တော့မှပြန်မဆုံကျင်တော့တဲ့လူတချို့ရှိပါတယ်အဲ့ဒီလူတွေဟာအနိစ္စဆုံးသူတွေလည်းဖြစ်နိုင်တယ်လို့တိတ်ချစ်ခဲ့ဘူးတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်စိတ်မပြတ်ခင်တီးတော့အရာအလုံးကိုနားလည်ပြီးခဲ့တယ်လို့ရိုးလဲရိုးသားခဲ့တယ်ဘယ် relationship ကိုမဆိုတန်ဖိုးလဲထားခဲ့ပါတယ်လူတွေနဲ့ပတ်သက်လာရင်လေအများကြီးမမျှော်လင့်ခဲ့ပါဘူးကိုပေးသလားပြန်ရခြင်းမိခဲ့တာလေးပါကိုယုံကြည်သလားရိုးသားစေခြင်းယုံလေးပါပဲပြီးတော့ကိုဆွဲထားတဲ့လက်ကစစ်မှန်မနေရင်တော့ဓာတ်တလက်မဖြစ်စေခြင်းယုံလေးပါတချို့ကအယမ်းယုံကြည်လိုက်မိကမှယုံကြည်မှုကိုရိုက်ချိုးသွားတတ်ကြသလိုကိုယ့်အတွက်မရှိမဖြစ်လို့တီးလိုက်ပြီးကမှထွက်သွားကြတာမျိုးပါကိုကတော့ဘသူကမှတန်ဖိုးမတတ်မှတ်ခဲ့ပါဘူးကိုနာရောက်လာတဲ့လူတွေအားလုံးဖော်ဖော်ယူယူဆက်ဆံနေအလေးနဲ့ထားတယ်ကိုလိုဟုတ်မနေရင်တော့အရာရာပွင့်လင်းခဲ့တယ်ဘဝမှာရလိုက်မိတဲ့နောင်တတစ်ခုရှိပါတယ်အနိစ္စဆုံးသူတွေကအနိစ္စဆုံးသောရန်သူတွေမှမသိပဲကိုယ့်ရဲ့အာဏာချက်ကိုထုတ်ပြလိုက်မိတာပါပဲအဲ့လိုပဲမထင်ထားတဲ့သူတွေကမထင်ထားသလိုအာဏာချက်ကိုရိုက်ချိုးပြီးအနက်ဆက်ဆုံးသောဒဏ်ရာတွေနဲ့ထားခဲ့ကြတာပါပဲပြီးတော့ကိုတတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့တန်ဖိုးလဲသူတို့ကိုယ်တိုင်တတ်မှတ်သွားကြတာပါပဲအဲ့လိုလူတွေနဲ့ဘဝဆက်ဆက်ဝေးကျင်ပါတယ်